ဘယ်ကနေပြောတာတော့မင်းမလာရင်ပြတ်တတ်မယ်ဆိုတာဖုန်းနဲ့တောက်17နှစ်ဒါ PDF ထဲသွားမှာတဲ့မှန်လေးနဲ့ရမလားလို့တနေ့ post တင်ပြီးတော့ဆုံးမလိုက်ရတာအခုတော့မင်းတို့အမြင်မှာကိုကြီးကတော့လူချမ်းကြီးကိုဖြစ်လို့ Hello အားလုံးပဲမင်္ဂလာပါဗျာဒေါ်တီတာရုံမောင်ရဲ့ video file ကိုအတူတူနားထောင်ကြည့်အောင်ဗျာနော်မင်းကခေါ်ရတယ်လို့ပြောတာလေဒီမှာတေးလေးတွေမင်းကမဟုတ်တာမခေါ်သူတို့ကသူဘွဲလိုက်ကြီးစီလုံးသူကသူသွားမယ်လို့ပြောကြအဲမင်းတို့ကဒါ PDF ထဲသွားမှာပေါ့ PDF ထဲသွားမှာတဲ့ဒီမှာမင်းကဘယ်သူကစားခေါ်တော့ဟမ်အကောင်ဘယ်လိုခေါ်တော့လာရင်လာပဲပါလားမလာရင်ဘာဖြစ်တော့မင်းကသူ့ဆရာတနက်တွေ့လို့လားဘယ်ကနေပြောတာတော့မင်းမလာရင်ပြတ်တတ်မယ်ဆိုတာဖုန်းနဲ့မင်းဖုန်းကပါလားတော့ဖုန်းကမနေ့ကလုံးဝပြင်ဖုန်းကြောက်ဘူးမင်းကဘာလုပ်လို့စီတော့ဘယ်နှစ်ရှိပြီတော့ကလေးသားဘယ်နှစ်တော့သားဘယ်နှစ်တော့သားရောသား17နှစ်ဒါ PDF ထဲသွားမှာတဲ့ကြည့်ကြပါအောင်အဲ့မင်းဒီဘက်လက်ဟိုဒီမှာမေးတာကတော့မင်းကဥဆောင်ခေါ်တာလို့ပြောနေတာမဟုတ်ကျွန်တော်သူကသွားမယ်ပြောကြတယ်မဲ့ဒီကောင်းလေးဆိုရင်နဲ့ဆိုရင်ချုံနိုင်တော့တာလားခေါ်ကြအကြောင်းနေတာလေအခုကောင်းလေးဒီအိမ်ကြီးရောကောင်ဘယ်သူခေါ်တာတော့မင်းရောသူခေါ်တာသူတို့ကချုံနိုင်တော့ကောင်းလေးအိမ်ရှိမှာစောင့်ဟုတ်တယ်အကောင်နဲ့ကျွန်တော်တို့လားခေါ်တာဒီတန်းတော့ PDF ထဲသွားမယ်ဘာဖြစ်လို့သွားချင်တာတော့ PDF ထဲလာဒီနားလာပြောတာကြောင်းပုံးလာတယ်သူကလောက်တာကြောင်းအမြင့်တိုင်းမြန်ခွေတိုက်ကျွားတယ်ဘာမှဖြစ်ပြရှေ့အနေနဲ့ဖြစ်နေပြန်ငါရှင်းမယ်လို့ပြောအဲ့လိုပြောပါဦးတော့သူတို့ကသူမနဲ့ဆိုးကြီးလားခေါ်ကြဒီကောင်မင်းတို့ PDF ဘယ်အဖွဲ့ထဲဝင်မှာတော့ဒီခေါ်တာဘယ်သူတော့ PDF ဘယ်သူတော့ကောင်းဒီနားလေးခေါ် PDF ဘယ်သူတော့မင်းကိုခေါ်တာ PDF ကောင်းဟုတ်ကွာသူနမင်းဒီဦးမင်းနဲ့ဘယ်လိုတည်တော့မင်းနဲ့ဘယ်လိုတည်တော့ကျွန်တော်အိမ်နာကြီးမင်းတို့အိမ်ဘေးကမဟုတ်တော့ပထမအောင်တယောက်ကသားနဲ့အိမ်နာကြီးဒုတိယကျတော့မတည်ဘူးသူလေတွေကဘယ်နေရမှန်းမသိဘူးဖုံးဆိုင်နဲ့ကန်ရတာဘယ်နာကိုလာခဲ့လို့ပြောတော့ဒူတော်ရဘူးဒူတော်ရဒူတော်ရမင်းတို့ဒီကနေလမ်းဆောက်ပြီးသွားကြမှာပေါ့ဒါအဲ့ဘက်ရောမျက်စိလဲနေအောင်သူလျှောက်တာနဲ့အဲ့ဘက်ရောက်တယ်တို့သွားရင်နဲ့မရောက်ဘဲနဲ့ငါတို့လုံခြုံရေးတွေနဲ့တွေ့တာပြည်သူစစ်တွေနဲ့တွေ့တာပါအင်းမြမဲလို့ပြောဆက်ချောက်တယ်ဘွားနဲ့ဆက်ချောက်ဘူးကိတိလာရောပြန်သွားမယ်လို့ဒါပြန်သွားမယ်ဘွားလည်းမသွားနဲ့ဘိုးကြောင့်ဒီဟန်ဒါဘယ်နဲ့တန်းတော့ဒါတော့အကြောင်းနေလားဘယ်နဲ့တန်းတော့သားနောက်ကလေးရောနေသားရောသားဘယ်နဲ့တန်းတော့၄တန်းမင်းကတော့လုံနေပြီဟုတ်သူ့ဘောင်မဟုတ်ဘူးမင်းတို့ဘာလို့ PDF တယ်ဘာလို့ဖို့သွားမှာတော့အမပြောချင်ပြောပြချင်ဘာလို့သွားမှာတော့ PDF တယ်တမ်းသွားတယ်ဘွားမသွားနဲ့အရင်မှာယူစစ်ပဲဝင်တော့မှာအခုငါနှုတ်ဘူးနဲ့တိုက်မွေးရတော့မှာအော်နီပိန်းလေးတွေအမြင်မှန်လေးနဲ့ရမလားလို့တနေ့ post တင်ပြီးတော့ဆုံးမလိုက်ရတာအခုတော့မင်းတို့အမြင်မှာကိုကြီးကတော့လူချမ်းကြီးကိုဖြစ်လို့